Okay ဒီနေ့ကကျွန်တော်ရဲ့အလုပ်နားရက်ဆိုတော့ကျွန်တော်ဒီနေ့အပြင်နေပါသွားဖို့မရှိဘူးဒီနေ့အိမ်မှာပဲကျွန်တော်နေမှာပေါ့နော်အိမ်မှာနေမယ်ပြီးတော့ရင်အိမ်မှာလှုပ်ရှားရှိရလုပ်မယ်ထမင်းလေးပါလေးချက်စားရပါတော့ဒါပေမဲ့တခုပြောချင်တာကဒီနေ့တနေကုန်ကိုအခုကျွန်တော်အိမ်ရနိုးပြီဗျာအိမ်ရနိုးတဲ့အချိန်ကနေအခုဗျာမနက်8 နာရီပေါ့နော်မနက်8 နာရီကနေပြီးတော့တနေကုန်ဗျာကျွန်တော်ညအထိကိုဒေါ်လာ30နဲ့ကျွန်တော်လောက်သုံးမှာပေါ့နော်အခုကျွန်တော်သွားရင်မနက်စာကျွန်တော်မနက်စာစားဖို့မနက်စာဝယ်မယ်ပြီးရင်နေကင်းစာနဲ့ညစာအတွက်ကိုဈေးနဲ့ပါဝယ်မယ်ပေါ့ဗျာပြီးရင်အိမ်မှာချက်စားမယ်ပေါ့တစ်ခုခုအဲ့တော့ဆက်ပြီးလိုက်ကြည့်ပေးပါဦးအဲ့ကျွန်တော်နောက်ဆိုပြင်တော့ပါမယ်ဈေးကတော့ကျွန်တော်အဝေးသွားမဝယ်ဘူးကျွန်တော်နားမှာရှိတဲ့ဒီ Giant Supermarket ရှိပဲဗျအဲ့နားနေပြီးတော့ဒါမှမဟုတ်ရှင် One Market တစ်ခုရှိတယ်ဗျအဲ့နားနေပြီးတော့ကျွန်တော်အဆင်ပြေရလေးဝယ်လိုက်ပေါ့နော်အဲ့တော့မနက်စာလည်းဟိုလိုမျိုးကျွန်တော်ဒီတနေ့ကုန်$10သုံးမှာဆိုတော့ဗျာအများကြီးဝယ်စားမှာလည်းမဟုတ်ဘူးနည်းနည်းလေးနိုင်သလောက်ပဲတော့တင်ပါဘတ်ဂျက်ပေါ့ဗျာကျွန်တော်ဘာလို့ဒီလိုမျိုးဗီဒီယိုလုပ်လဲဆိုတော့အဓိကကျွန်တော်အဲ့လိုမျိုးနိုင်ငံခြားမှာအလုပ်လုပ်နေကြတဲ့အလူတွေအတွက်နိုင်ငံခြားမှာအလုပ်လုပ်တယ်ကျွန်တော်ပတ်စံရှာတယ်ပြီးတော့ပတ်စံကိုမချွေတာဖြစ်ဘူးဆိုလို့ရှိရင်ကျွန်တော်ပင်ပန်းထားရတာတွေအလုပ်လုပ်ထားရတာတွေအလကားပဲပေါ့နော်အဲ့တော့ကိုယ့်အတွက်လည်းအကျိုးရှိအောင်သူများတွေအတွက်လည်းအကျိုးရှိအောင်ဘယ်လိုမျိုးအဓိကအဖြစ်ဒီလိုနားရက်တွေဆိုလို့ရှိရင်ကျွန်တော်ပတ်စံပိုကုန်တက်ကြရဗျာအဲ့တော့ဒီလိုနားရက်တွေမှာရောဘယ်လိုမျိုးချွေတာလို့ရတယ်ဆိုတာကိုကျွန်တော်လည်း try ကြည့်တဲ့အနေနဲ့ပေါ့ဗျာအဲ့တော့ဒီဗီဒီယိုလေးကိုကျွန်တော်ဖန်တီးတာပါအဲ့တော့အရင်ဆုံးကျွန်တော်မနက်စာစားဖို့မဝယ်ခင်မှာကျွန်တော်ဒီနေကင်းစာနဲ့ညနေစာစားဖို့တော့ကိုဒီနားစူပါမားကတ်မှာကျွန်တော်တစ်ခုခုတောက်ရပါမယ်လောလောဆယ်ကျွန်တော်အရင်ဝယ်မှာကြက်သား 4.3 ပေါ့နော်လောလောဆယ်တော့30မှာ 4.3 အရင်ဝယ်ရပါမယ်ပြီးရင်ကျွန်တော်တို့ငရုတ်ဒီဇိန်းဝယ်မယ်ငရုတ်ဒီဇိန်းက150ရှိမယ်ပြီးတော့ကျွန်တော်တို့ဒီနန်းမင်းဝယ်မှာပေါ့နော်နန်းမင်းကကျတော့1.65ရှိပါတယ်ပြောမှတော့စိတ်မကောင်းပါဘူးကျွန်တော်တကယ်ပဲ$10နဲ့လောက်မယ်ထင်ထားတာလောက်တယ်ဆိုယုံလေးဗျာအခုဆိုလို့ရှိရင်ကျွန်တော်အခုဒီကနေဟင်းချက်ဖို့ဈေးဝယ်လာတယ်အားလုံးဘယ်လောက်ကျလဲဆိုလို့ရှိရင်ကျွန်တော်တစ်ချက်ပြပေးမယ်ကျွန်တော်ဘောင်းချပါတယ်ဗျာ 9.90 cents 10 cents ပဲပို့တယ်ဗျာခုနကကျွန်တော်ကလည်းဖြစ်ချင်တော့ယူရတာ$10ကွက်တိဖြစ်နေတယ်လောက်သွားလို့ကန်ကောင်းတယ်ပေါ့နော်မဟုတ်လို့ရှိရင်9ပါမှောက်မယ်ဖုန်းလည်းမပါပါဘူးကျွန်တော်ပတ်ဆိုင်တောင်မှမပါပါဘူးဗျာလုံးဝ$10အတိပဲကျွန်တော်ယူသွားတာအခုဆိုလို့ရှိရင်ကျွန်တော်တနေ့ကုန်$10နဲ့ဖြတ်တမ်းမဲ့ plan 10 cents ပဲကျန်တော့တယ်ဗျာကျွန်တော်အခုဆိုလို့ရှိရင်မနက်စာတော့မဝယ်ရသေးဘူးဗျာကျွန်တော်10 cents ပဲကျန်တော့တယ်အဲ့တော့မထူးတော့ဘူးဗျာမနက်စာမစားတော့အဲ့တော့ကျွန်တော်အိမ်ရောက်ပြီဆိုလို့ရှိရင်ကျွန်တော်ချက်မယ်ချက်ပြုတ်ပြီးတော့တစ်ခါလဲစားလိုက်မယ်ဗျာဘယ်လိုဖြစ်မလဲတော့ကျွန်တော်လည်းမပြောတတ်သေးဘူးကျွန်တော်လည်းလုံးဝထပ်လည်းမထုတ်ချင်တော့ဘူးဗျာဘာလို့ဆိုတော့ထပ်ထုတ်လိုက်ရင်$10မကြော်သွားမှာကြော်တာကြော်လို့ရတယ်ဒါပေမဲ့ဗီဒီယိုကြည့်ရအရသာပေါ်အောင်ဆိုလို့$10နဲ့ပဲကျွန်တော်ရအောင်နေမယ်ဗျအဲ့တော့ဆက်ပြီးတော့ try ကြည့်လိုက်ပါအောင်မယ်ဒီနေ့ကျွန်တော်$10ထဲမှာကျွန်တော်ဝယ်လာပါမလဲပြန်စစ်မယ်ဆိုရင်တော့ဒီကြက်သားပါမယ်ပြီးရင်ဒီနန်းနန်းပင်ပါပေါ့နော်တကယ်တော့တနေ့စာကအရင်ကြီးမများဘူးဗျာဒါကတော့နန်းနန်းပင်ဆိုလဲတပင်တော့ဝယ်လို့မရဘူးပေါ့နော်ဒါတော့တစ်ထုပ်လုံးဝယ်ရတာဆိုမတတ်နိုင်ဘူးထားလိုက်ပါဒါနောက်နေ့လည်းကျွန်တော်စားလို့ရတယ်ဆိုတော့ anyway ပြင်ငရုတ်စိမ်းပါမယ်ငရုတ်စိမ်းလည်းအဲ့လိုပဲဗျာကျွန်တော်တကယ်တမ်းကျွန်တော်ဒီနေ့စားမှာက1000 2000အဲ့လိုပဲရှိတယ်ပိုးတဲ့ဟာနောက်နေ့စားဖို့ဗျာဟုတ်မှာအရင်တော့တီးတန့်ရင်တော့တွက်လို့မရဘူးဗျာဒါတော့ထိုင်ဝမ်မုံရင်းပေါ့ပြင်ရတမ်းများသည်โอเคရတယ်အဲ့တော့ကျွန်တော်တို့အရင်ဆုံးထမင်းအရင်တည်ပါမယ်โอเคအဲ့ဆိုကျွန်တော်ထမင်းတည်ပြီးပါပြီအဲ့တော့ကျွန်တော်ခုနထမင်းတည်ထားပြီဆိုတော့လောလောဆယ်မနက်စာလည်းမစားသေးဘူးအဲ့တော့ကျွန်တော် coffee လေးတစ်ခွက်လောက်အရင်တောက်လိုက်ပါအောင်မယ်ဒီနေရာမှာကျွန်တော်တစ်ခုပြောချင်တာကျွန်တော်လိုမျိုး coffee တောက်ရကြိုက်တဲ့လူတွေအတွက်ကျွန်တော် recommend တစ်ခုပေးချင်ပါတယ်ဒီ coffee ပါ espresso ကျွန်တော်က espresso ဝယ်တောက်တယ် coffee နာမည်ကတော့ G7 မှုေးတယ်ဗျာကျွန်တော်ကဒါ coffee မဟုတ်တီးတန့်ဆိုတော့ကျွန်တော်ကဒီဟိုနဲ့ coffee mate နဲ့ကျွန်တော်တွဲတောက်တယ်ပေါ့နော်ကျွန်တော်တကြားမစား sorry တကြားမကြိုက်ဘူးဆိုတော့တကြားထဲမတောက်ဘူး okay အဲ့တော့ကျွန်တော် coffee ဖြော်လိုက်တော့မယ်နော်ဒီရတာဆိုလို့ရှိရင်ဒါရေနွေးလေးထည့်လိုက်အဆင်ပြေပါပြီ coffee ကတော့ကျွန်တော်ဖြော်ရပါပြီတောက်လိုက်ပါအောင်မယ်
အနက်အရင်မှွေးတယ်ဗျအနက်မှွေးတယ်ဆိုတာဒီ coffee နဲ့တင်းလေးဗျအဲ့တော့ coffee ကြိုက်တဲ့လူတွေဆိုသိလိမ့်မယ်ကျွန်တော်ကအချို့မကြိုက်ဘူးအချို့ကြိုက်ရင်တော့တကြားတွေပါထည့်တောက်လို့ရတယ်ကျွန်တော်ကဒီ coffee နဲ့ဒီ coffee mate လေးနဲ့ဆိုလို့ရှိရင်အဆင်ပြေပါတယ်စိမ့်စိမ့်လေးနဲ့နည်းနည်းလေးခါတက်တက်လေးနဲ့ပို့ပြီးတော့တောက်လို့အဆင်ပြေတယ်အဲ့တော့ coffee လေးတောက်ပြီးမှပဲကျွန်တော်ဟင်းချက်ဖို့လုပ်ပါတော့မယ် okay အဲ့ကျွန်တော်ဒီနေ့ဟင်းချက်ဖို့စလုပ်ပါတော့မယ်လောလောဆယ်ကျွန်တော်ဒီကြက်သားကိုရေအရင်ဆေးပါမယ်$10နဲ့ပဲတနေကုန်စားလို့ရအောင်လုပ်မှာဆိုတော့ကြက်သားကိုလိုမျိုးဟင်းချက်မှာတော့မဟုတ်ဘူးเนาะကျွန်တော်ဒီကြက်သားတော့ကိုပြုတ်ပါမယ်Cinnamon heaven fills the air. I want the biggest cup to share. ဒါဆိုရင်တော့ကျွန်တော်ခုနကပြုတ်ထားတဲ့ကြက်သားကိုတုပ်စားဖို့အတွက်ကျွန်တော်နှွင်ထားတာပေါ့နော်ကျွန်တော်ဒီနေ့ကြက်သားတုပ်စားမှာတော့ရိုးရိုးရှင်းရှင်းလေးပါပဲကြက်သားရပြီပြီးတော့ကျွန်တော်မီးဖုတ်ထားတယ်ပြီးရင်ရုပ်စိမ်းကကျွန်တော်အိုးနဲ့လှော်ထားတယ်ပြီးရင်ကျွန်တော်ကြက်သွန်လေးလှီးထားရှိမယ်ပြီးသွားဆိုရင်ကျွန်တော်တံမြာသီးလည်းရှိတယ်ပြီးရင်ကျွန်တော်နန်းနန်းမင်းမှာထည့်တုပ်မှာပါအဲ့ဒါကိုကျွန်တော်ကပုံမှန်တုပ်တဲ့ကြက်သားတုပ်တော့မဟုတ်ဘူးဒါကတော့ကျွန်တော်ဒီမှာအမေလှုပ်ကျွေးနေကြကြက်သားရခိုင်တုပ်နဲ့ပြီးရင်ဟင်းညိုနေပေါ့နော်အဲ့တော့ကျွန်တော်ရဲ့နေ့လည်စာနဲ့ညစာဖြစ်ပါတယ်စက်သားတုပ်တော့ကတော့ပြီးပါပြီအဲ့တော့ကျွန်တော်ဒီဟင်းရည်ကြံပါတယ်ဒီဟင်းရည်တွေကိုကျွန်တော်ဘာတွေထပ်ထည့်မလဲဆိုတော့ကျွန်တော်စားမဲ့ပမာဏပေါ့နော်အခုကျွန်တော်စားမဲ့ဟာအရွက်ကိုကျွန်တော်ဒီထဲမှာတစ်ခါလေးထည့်လိုက်ပါမယ်ဒီရက်ထည့်ပြီးလို့ရှိရင်ကျွန်တော်ငရုတ်သီးစိမ့်လှီးထားရှိပါတယ်ငရုတ်သီးစိမ့်လှီးထားထည့်ပါမယ်ငရုတ်သီးစိမ့်ထည့်လိုက်ပြီဆိုတော့ကျွန်တော်ပူပူဆွတ်ဆွတ်လေးနဲ့ပိုတောက်လို့ကောင်းပါတယ်အဲ့တော့ကျွန်တော်ဒီအရွက်လေးနူးသွားပြီဆိုတော့ကျွန်တော်တောက်လို့ရပါပြီအဲ့ဆိုလို့ရှိရင်ကျွန်တော်ထမင်းစားဖို့အတွက်ထမင်းရပြီပြီးကြက်သားတုပ်ရပြီပြီးသွားရင်ကျွန်တော်ဒီဟင်းရည်တောက်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်ဒါထမင်းတစ်နှက်ကိုအေးဆေးဆေးစားလို့ရပြီပေါ့နော်ပြီးတော့ကြက်သားတုပ်ကလည်းဒါကကျွန်တော်တဝက်ပဲတုပ်ထားတာပါသူကကြက်သွန်နေပါနေနဲ့ရောသွားလို့ရှိရင်ဒါပွားသွားတာပေါ့နော်ဒါနောက်ထပ်ညနေစာအတွက်လည်းကျွန်တော်တီးတန့်ထပ်ပြီးတော့ခြံထားပါတယ်တကယ်တမ်းကျတော့ညမနက်စာကောင်းကောင်းကြီးလောက်ပါတယ်โอเคအဲ့တော့ကျွန်တော်ပြောချင်တာကကျွန်တော်ဒီဒေါ်လာ30တဲ့နဲ့လည်းတစ်နေ့တာကိုဖြတ်တန်းလို့ရနိုင်တယ်ဒီထက်လည်းနည်းသွားနိုင်တယ်ဒါပေမဲ့ကျွန်တော်ထင်ပြောရရင်ဆိုရင်တော့ထင်တော့မလွယ်ဘူးဗျာကျွန်တော်မနက်ကဈေးသွားဝယ်တာကိုပဲကြည်ဗျာပစ္စည်းကဘလောက်မှမပါဘူးဒါပေမဲ့အမှန်30ကုန်သွားပြီဗျာအဲ့တော့ဒီလိုနိုင်ငံမှာအလုပ်လုပ်တဲ့လူတွေအတွက်ကဘယ်ရမဆိုဈေးကြီးနေနိုင်တာမျိုးတွေရှိတယ်တကယ်လို့ကိုကလစာတွေအရန်ကောင်းတယ်ဆိုရင်တော့အဲ့လောက်ကြီးကောင်းတဲ့ထည့်စားမလို့ကျွန်တော်ကအခြေခံအလုပ်လုပ်နေတဲ့သူတွေအတွက်အိမ်ကိုလည်းထောက်ပံ့နေရတယ်ကိုယ့်အတွက်ကိုလည်းခြွေတာနေရတယ်ဆိုတဲ့သူတွေအတွက်ကျွန်တော်ကတာဂက်ထားပြီးတော့ပြောပြတာဖြစ်ပါတယ်ကျွန်တော်ဆိုရင်လည်းအရင်ခြွေတာနေတာမျိုးမဟုတ်ဘူးဒါပေမဲ့ခြွေတာလို့ရတဲ့အချိန်မှာဆိုရင်တော့ကျွန်တော်ခြွေတာလိုက်တယ်တကယ်တမ်းသုံးရမယ်ဒေါ်လာ1000လား2000လားဒါမျိုးသုံးရမယ့်အချိန်တွေလည်းရောက်လာနိုင်တယ်အဲ့တော့ဈေးကြီးတဲ့အစားအသောက်တွေဈေးကြီးတဲ့အသုံးဆောင်တွေကိုအများနဲ့ဝယ်နေတာမျိုးမဟုတ်ဘဲနဲ့တစ်ဖက်မှာလည်းကိုယ့်ဘက်ကတတ်နိုင်တဲ့လောက်ခြွေတာမယ်ဆိုရင်အနည်းဆုံးတော့ကိုယ့်အတွက်အကျိုးရှိမယ်လို့ကျွန်တော်ထင်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့လိုနိုင်ငံခြားမှာအလုပ်လာလုပ်နေတဲ့လူတွေကအကုန်လုံးတော့မဆိုလို့ဘူးတချို့တော့ကအချိန်တန်အိမ်ပြန်ရမယ့်သူတွေရှိတယ်အဲ့တော့ကိုအိမ်ပြန်ရတဲ့အချိန်မှာကိုယ့်လက်ထဲမှာဘယ်လောက်ကြံလဲကိုအိမ်ကိုဘယ်လောက်ထောက်ပံ့နိုင်လဲကိုရခဲ့တဲ့အခွင့်အရေးကိုကိုကဘယ်လောက်အသုံးချနိုင်ခဲ့လဲဒီလိုအရာတွေကိုပြန်တွေးဖို့လည်းလိုအပ်မယ်ထင်ပါတယ်အဲအကြောင်းကျွန်တော်လည်းဒီဗီဒီယိုလေးကိုဖန်တီးလိုက်ရခြင်းဖြစ်ပါတယ်အဲ့တော့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ Better believe it. Better believe it. Better believe it.